Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဘန်ကောက်မြို့ထဲကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့တကြံရေကစားဖို့တွားရင်းလာရင်းနဲ့ပေါ့နော်ရှုခင်းလေးလှရဲဆိုတော့ကျွန်တော်ဗီဒီယိုရိုက်လာတာဖြစ်ပါတယ်ကျွန်တော်ရဲ့အသီးမိတ်ဆွေတွေနဲ့အတူတူကြည့်ရအောင်လို့ပေါ့နော်ဒီနေရာလေးရဆိုလို့ရှိရင်အရန်ကိုစေကားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဘန်ကောက်မြို့ထဲမှာနိုင်ငံတကာခရီးသွားတယ်ဆိုလို့ရှိရင်ဒီနေရာကိုမဖြစ်ဖြစ်အောင်တွားကြတာပေါ့နော်ကိုတွေကတော့ဒီမှာနေရင်ထိုင်ရင်နဲ့ပေါ့ဒါစီရယ်ပျော်စရာကောင်းရဲဆိုလို့တွားကြည့်လိုက်တာဖြစ်ပါတယ်ဒီနေရာကနေနည်းနည်းတွားလို့ရှိရင်ကျွန်တော်တို့ရေကစားတဲ့နေရာကိုရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ရေကစားဖို့တွားတာဒီမှာအောက်မှာလှေကားရှိရပေါ့နော်လှေကားကနေဆင်းရမယ်တကယ်လှရဗျာနေရာလေးတွေကမှာစော်လေးတွေနဲ့ဇုံလွဲတယ်ဆိုလို့ရှိရင်ဒီနေရာကိုမကြလာရတာပေါ့နော်ငွေရှင်တို့လည်းဒီမှာဘန်ကောက်နားမှာရှိတယ်ဆိုလို့ရှိရင်ဒီနေရာကိုလာလေဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့စမုံပကံကနေပြီးတော့ယထာနဲ့တွားလိုက်တာဖြစ်ပါတယ်ရေကစားဖို့ဒီမှာဆိုလို့ရှိရင်တော့ဒီအထဲကိုဝင်လို့ရှိရင်စစ်စစ်နေနေလောက်တာပေါ့နော်ဓာတ်တွေဒုတ်တယ်လူကိုအန်ဒီရပေးမဲ့အရာတွေမယူဆောင်လာရဘူးပေါ့ဒီထဲမှာဆိုလို့ရှိရင်အရှိုရည်တွေပေါ့နော်အရှိုရည်တွေတိုက်တယ်အမှကုမ္ပဏီတွေကလာပြီးတော့ကုန်ပစ္စည်းတွေကြော်ညာတာပေါ့ဗျာအဲ့ဒါကိုအစမ်းသုံးခိုင်းတော့ရေဆိုရဲပတ်စံပေးပြီးဝေစီရမလို့အဲ့မှာရေပုံးတွေကနေပြီးတော့ရေယူလို့ရတာပေါ့နော်ရေလည်းဖြန်းပေးတယ်ဒီမျိုးဗီဒီယိုတွေကိုကြည့်နေဆိုလို့ရှိရင်တော့ like subscribe လေးတွေလုပ်ထားပေးဖို့တောက်ဆိုပါရခင်ဗျာကျွန်တော်တို့ရှေ့ကိုဆက်သွားရအောင်မယ်အရှိမှလည်းပျော်စရာကောင်းသေးတာပေါ့နော်ဒီလမ်းကနည်းနည်းရှည်တယ်အမှကစားဖို့နေရာတွေလည်းလုပ်ပေးထားသေးတယ်ပေါ့နော်အရှိမှအရှိမှတရုတ်2ယောက်ဆိုလို့ရှိရင်ပေါ့နော်အဲ့မှာဆော့နေကြတာသူတို့2ယောက်အဲ့လိုမျိုးနဲ့ဆော့နေဒီလိုမျိုးဆော့စရာလေးတွေလုပ်ပေးထားသေးတာပေါ့ပြီးလို့ရှိရင်အရွှေတွေလည်းတောက်လို့ရတယ်ကျွန်တော်တို့နောက်တနေရာကိုပတူနန်းသွားမှာဖြစ်ပါတယ်ဒါကယထာလမ်းမှာလူတွေကအများကြီးပဲအောက်ကနေလမ်းလျှောက်နေရတဲ့လူတွေရောဒီမှာကျွန်တော်တို့နဲ့အတူတူတလန်းလေးလမ်းလျှောက်နေရတဲ့သူတွေရောအပေါ်ကဆိုရထားလမ်းပေါ့နော်ဒါကလူတွေလမ်းလျှောက်တဲ့နေရာဖြစ်ပါတယ်ခဏနေလို့ရှိရင်ကျွန်တော်တို့ပတူနန်းတကြံကွင်းအဲ့နေရာဝင်မှာဖြစ်ပါတယ်အမှဒီမြန်မာတွေကြီးပဲကျွန်တော်တို့မြန်မာလူမျိုးတွေအများကြီးပဲတကြံကြနေကြတာဒီနေရာဝင်ဖို့ဆိုရင်လည်းစစ်ရဲလုပ်သေးခင်ဗျဒီနေရာလည်းဒီလိုမျိုးဗလိုက်ကြီးတော့ဝင်ခွင့်မပေးဘူးစစ်ရဲလုပ်တယ်ဒီနေ့ကဘယ်လိုလဲဆိုတော့ဒီပတူနန်းမှာလူတိတ်ပြီးမစီဘူးဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်နည်းနည်း short ရှိတယ်ဘာလို့လဲဆိုတော့သူတို့ကအဲ့မှာဆိုက်ဘုတ်တွေကတ်ထားတယ်ပေါ့နော်စာအုပ်အနေနဲ့လူတွေမှပဲဝင်လို့ရမယ်ဆိုတော့ရောက်လာကြတယ်အများကြီးပဲအတွင်းထဲမဝင်ရဘဲနဲ့လှည့်ပြန်သွားရတဲ့လူတွေကြီးပဲကျွန်တော်တို့လည်းအဲ့လိုပဲပေါ့နော်ဒီနေရာကိုရောက်အောင်သွားခဲ့တယ်ဒါပေမဲ့အထေးကိုမဝင်ခဲ့ရဘူးဒီလိုအပြင်ကလမ်း6ပတ်ရင်းနဲ့ပဲအပြင်ကလူတွေရှင်းပဲပျော်ပြီးတော့လှည့်ပြန်လာရတာပေါ့ဒီနေရာအဲ့မှာကိုရီမြန်မာနိုင်ငံသားတွေဆိုအတွင်းထဲဝင်ရပါမလားဆိုပြီးတော့အပြင်ကငေးပြီးစောင့်နေတဲ့လူတွေအများကြီးပဲကျွန်တော်တို့ကတော့ဒီနေရာနဲ့ဝေးတယ်ကိုရီလာတဲ့နေရာဆိုတော့ဝင်ရတာအခက်အခဲရှိတယ်ဆိုရင်လည်းမဝင်ဘဲနဲ့လှည့်ပြန်လာတာပေါ့
လူတွေတအားစီတဲ့နေရတယ်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel ကိုလည်း like subscribe လေးတွေလုပ်ထားပေးဖို့တောင်းဆိုပါတယ်အများကြီးတကယ်ပြောစရာကောင်းတဲ့နေရာကြီးအမှန်ကကိုရီမြန်မာနိုင်ငံသားတွေကြီးပဲကြည့်အောင်ရှမ်းတွေတော့အဲ့လောက်မတွေ့ရဘူးထိုင်းလူမျိုးတွေတော့အဲ့လောက်မတွေ့ရဘူးစော်လေးတွေကလည်းပေါ်တယ်ဟေ့တလောက်ပေါ်တယ်အထက်ကိုကတယောက်မှမရတော့ဘူးစိတ်နာနောက်နေ့ကြာရင်တော့တယောက်တည်းမတော်တော့ဘူးစော်လေးတပွေရအောင်ရှာမယ်